3 ရက်မွေးထားတာဆိုတော့သမီးမွေးလာမကြော်မရှင်းကိုဒီတန်တွေကိုခံအောင်ပါသမီးနော်နောက်ထပ်တစ်လနဲ့ရက်20ကျန်သေးတယ်ဖြစ်နိုင်တယ်ဆိုရင်ဒီလိုစိတ်ညစ်လို့ဆိုပြီးတော့ဒီကြားထဲမှာသမီးရေနဲ့ပတ်သက်တဲ့နေရာမျိုးကိုလုံးဝမသွားပါနဲ့သမီးအတွက်အနေများတယ်သမီးဥပမာအလုပ်တွေမဖြစ်လို့လုံးသမ ्या ကန်သမ ्या မဖြစ်လို့ဆိုပြီးစိတ်အပန်းဖြေအောင်ဆိုပြီးတော့အပန်းဖြေထွက်တာရေနဲ့ပတ်သက်တဲ့နေရာတွေကိုမသွားနဲ့သမီးဒီတစ်လနဲ့ရက်20ကတော့သမီးဒီပုံစံပဲသွားနေမှာသမီးပါရရလှုပ်ဒီပုံစံပဲသွားနေမှာသမီးခြိုက်တဲ့ရရလှုပ်ဒီပြိုင်းပဲသွားနေမှာဒါပေမဲ့ဒီတစ်လနဲ့ရက်20အတွင်းကိုသမီးဟိုများတအားကြီးအပင်ပန်းခံရမယ့်ဟာကိုမဖြစ်အောင်ဆိုရင်သမီးဘုရားတရားလေးများများလေးလှုပ်ဟုတ်ပြီလားဘာမှမဖြစ်လဲဘာမှမလုပ်လဲလေစိတ်ထဲမှာတမျိုးပဲလေးနေရတည်ရမလားစိတ်လေးနေတာမဟုတ်ခန္ဓာတခြားသမီးခန္ဓာတခြားစိတ်တခြားဖြစ်နေမယ့်အချိန်သမီးရေနော်ဟုတ်တယ်ဘာလို့လဲသိလားအဲ့ဒါသမီးရေဘာလို့လဲဆရာသမီးဒီလာမဲ့2026ဧပြီလသမီး23ပြည့်ပြီးတော့24တဲ့ဝင်မှာ24ရက်ဝင်မှာမို့လို့အဲ့လိုနော်ဆရာဟုတ်ဆရာပြောတာနားလေလားဟုတ်နားလေပြည့်မှာပြည့်ပြီးတော့24တဲ့ဝင်မှာသမီးအဲ့24ကိုရှင်းနဲ့စားကြည့်သမီးရေဘာရလဲကောင်းနေတော့ချောင်းသမီးတင်ရှာမအောင်လားသမီး24ကိုရှင်းနဲ့စားတော့ဘာရတော့မရဘူးဆရာတနင်္လာသမီးရေရီးစားကြတော့ထားနိုင်တယ်သမီးရေရီးစားကြတော့လက်ရှိုးကြီးတက်တယ်မလားသမီး1ယောက်2ယောက်3ယောက်ကြီးတက်တယ်မလားညီတဲ့တော့များနေဆရာပြောမယ်24ကို8နဲ့စားတော့300မကျွင်းဘူးလားသမီးရေဟုတ်300ကျွင်းတဲ့အတွက်တစ်ဖက်မှာကြည့်သမီးရေထက်နေတဲ့အတွက်က300ကျွင်းတော့သမီးဘာမှမလုံးနိုင်မကင်နိုင်ဘူးဆိုတဲ့အနေအထားမျိုးဖြစ်နေမှာစုံနစ်ကြနေတဲ့အတွက်သမီးအဲ့24တော့သမီးဒီလိုစိတ်ကဖြစ်နေတာသမီးရေသဘောပေါက်လားဟုတ်ကြဆရာပြောလို့ပဲကြရိယာချီလို့မရတော့ဘူးမလုံးနဲ့သမီးရေဒီကြားထဲမှာဘာမှကိုမလုံးနဲ့သမီးဖြစ်နိုင်နေဆိုရင်သမီးမနဲ့အစောကြီးတော့ထအပြင်းမကြီးနဲ့သမီးရေနေမထွက်ခင်ကိုထပြီးတော့ဘုရားတရားလုပ်သမီးရေဟုတ်ကဲ့ဆရာချီရောဘယ်လိုပုံစံမရှိမယ်ထင်တော့မစင်းစားနဲ့သမီးရေအတုံးချခံနေရမှာသမီးစင်းကိုမစင်းစားနဲ့25ကျမှထားဒီကြားထဲထားရင်သမီးကွဲနေမှာပဲဟုတ်လားသမီးဘဝအကြောင်းပြောနေတာသမီးရည်စရာပါလားဘာလို့ဆရာကိုကအကြောင်းကိုပြောပြကြတကယ်စိတ်ထဲမှာတကယ်ခုတလားဘာလို့ကိုအဆင်မပြေဘူးသမီးစောနာပြောလိုက်တယ်သမီးရည်စားတွေများတယ်ပြောတယ်ရည်စားများတယ်ဆိုတာပုံယူစရာလို့မှတ်နေလားသမီးဟုတ်ပါဘူးဆရာမရင်နဲ့သမီးဆရာကောင်းပြောနေတာသမီးဘဝအတွက်ဟုတ်ပြီလား25ကျမှတီတန်းနဲ့အကုန်စဉ်းစားသမီးစီဝါရတော့သမီးနည်းနည်းလေးတောင်းခံပြီးမွေးလာကြရင်သမီးအကုန်ကောင်းလာလိမ့်မယ်ဟုတ်ပြီလားဟုတ်ကျေးဇူးပါဆရာကောင်းပြီသမီးမင်္ဂလာပါနော်မင်္ဂလာပါဆရာအေးသမီးမင်္ဂလာပါမင်္ဂလာပါဆရာသမီးတောက်ကြ20နဲ့ဖွင့်ပါ9လပိုင်းဆို28ပြည့်တော့ပါဆရာအရှိနဲ့အလောက်ကန်ကြည့်ကျင်လို့ပါဆရာ